ရှင်ကျမကတော့တားတော့ပါစုပါရှင်ကျမဒီကြည့်ပေးမလဲဆိုလို့ရှိရင်2026ခုနှစ်မှာ Taurus ရာသီဘွားတွေရဲ့အခြေအနေကိုကြည့်ပေးပါမယ်ရှင်2026မှာ Taurus ရာသီဘွားတွေရဲ့အခြေအနေကဘာဖြစ်မလဲIt's okay. What? It's all what? ဒါဖြစ်နေဆိုတော့2026မှာ Taurus ရာသီဘွားတွေရဲ့အခြေအနေက2026မှာ Taurus ရာသီဘွားတွေရဲ့အခြေအနေကိုကြည့်ရမယ်ဆိုလို့ရှိရင်အခြေအနေနဲ့ပတ်သက်ပြီးတော့ Taurus ရာသီဘွားတွေရဲ့အခြေအနေကလက်ဆက်နေမယ်နူးရွနေမယ်နူးညံ့နေမယ်အခြေအနေနဲ့ပတ်သက်ပြီးစိတ်လှုပ်ရှားပွဲအရာတွေကိုတွေ့ရလိမ့်မယ်အထူးသဖြင့်ဘာတွေပြန်ရောက်မလာမလဲဆိုလို့ရှိရင် EH ကိုမျောနေတဲ့ Taurus ရာသီဘွားတွေဟာသူတို့ရဲ့ EH ပြန်ကိုရောက်လာလိမ့်မယ်နော်နောက်တကဘယ်ထိသွားမလဲဆိုလို့ရှိရင် marriage အိမ်နောင်အထိသွားနိုင်တာကိုတွေ့ရပါတယ်ရှင်ဒါက2026 Taurus ရာသီဘွားတွေရဲ့ရာသီဘွားတွေကိုဟောခြင်းဖြစ်ပါတယ်ရှင်ဒါက general ဟောခြင်းဖြစ်ပါတယ် personal မေးချင်တယ်ဆိုလို့ရှိရင်တော့ Viber မှာလာပြီးတော့မေးမြန်းနိုင်ပါတယ်ရှင်ခုနသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြမ်းပါခြင်းနဲ့ပြည့်စုံကြပါစေရှင်